အားလုံးပဲမင်္ဂလာပါ77 Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Arsenal အတွက်ဒုတိယ Hansi Flick လိုအပ်နေပြီလားဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာပါအဲ့တော့ဒါကျွန်တော်တို့Arsenal ဆိုတဲ့သဘောတရားကအာတီတာနဲ့တော့ခွဲလို့မရဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ဆိုကြပါစို့ကျွန်တော်တို့ Arsenal ဆိုတာကတော့လက်ရှိ Arsenal အောင်မြင်မှုကအာတီတာနဲ့တော့ဘယ်လိုမှခွဲခြားလို့မရဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါ Arsenal ကပြီးသွားကနေကကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင် Unai Emery ပေါ့ Unai Emery လက်ထက်တုန်းကလည်း Arsenal အဲ့လိုကြီးအောင်မြင်ခဲ့တာမျိုးမရှိဘူးအဲ့တော့ရိုးရိုးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာတီတာဒါလင်းအာဆင်နယ်ကိုဖလားယူပြီးမယ်ဆိုပြီးတော့ယုံကြည်ကြတာမျိုးတွေရှိတယ်တကယ်လည်းမှန်တယ်ပြောရမယ်ဆိုလို့ရှိရင်ဖလားယူကိုလက်တကန်အလိုပြီးလို့ရှိရင်ချန်ပီယံဖြစ်ဖို့လက်တကန်အလိုဒီလိုမျိုးတွေကြီးပဲအာတီတာကြီးကြုံနေရတာဒါကကံကြောင့်လည်းဆိုင်လို့ဒါအာတီတာရဲ့နီးပြလိုအပ်ချက်နည်းနည်းရှိသေးတာကြောင့်လည်းဆိုင်တယ်ဒါပေမဲ့ပရိသတ်တွေအမြင်နဲ့စောင့်စားနေရတာတော့သူလည်း adapt ဖြစ်မယ်ကစားသမားတွေရဲ့ adaptation ဖြစ်လာမယ်ပြီးရတယ် experience ရင်းလာလို့ရှိရင်တော့ငါတို့ဖလားကိုတော့ရနိုင်မှာပါဆိုတဲ့ပုံစံမျိုးတော့တွေးကြရဲပေါ့နော်ဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့ဒီနှစ်မှာတော့အဲ့ဒီရဲ့အမြင်တွေကပြောင်းလဲလာတယ်လို့ကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အာဒီဒါက second plan မရှိဘူးလက်ရှိဒါသူတို့မှာမျှော်လင့်စရာဆိုလို့ Champion League တစ်ခုပဲရှိတာ Champion League Final တက်သွားပြီဆိုလို့ရှိရင် okay အာဒီဒါကိုဆက်ပြီးတော့မျှော်လင့်ကြအောင်ပါဘာဖြစ်လို့လဲဆိုတော့ Final တက်ပြီးတော့ဖလားမရဘူးဆိုရင်တော့မှငါတို့က Final တက်တဲ့အဆင့်ထိရှိလာပြီဆိုတော့ဂုဏ်သိက္ခာတစ်ခုရှိတယ်ဒါပေမဲ့ Premier League မှာလည်းဒုတိယဖြစ်တယ်ပြီးလို့ရှိရင် Champion League မှာလည်း Final မဟုတ်ဘဲနဲ့semi final ကနေပြီးတော့ပြုတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ power ranking အရဆိုလို့ရှိရင်သူနဲ့ရှင်ပြိုင်တဲ့ PSG ကသူထပ်ပို့ပြီးတော့အားနေတယ်လွယ်လွယ်ပြောမယ်ဆိုလို့ရှိရင် PSG ကကောင်းမဲ့တာကောင်းသွားတာပရိသတ်တွေရဲ့ expectation တွေတေးကြတဲ့ Arsenal နိုင်ပြီပြီးတော့တစ်ဖက်မှာလည်း Arsenal တွေ Real Madrid ကို AACC အနိုင်ယူခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီတာကတော့ PSG လောက်ကတော့ကြော်ဖြတ်နိုင်မှာပါဆိုတဲ့ပုံစံသဘောမျိုးဒါပေမဲ့ Luis Enrique ကိုအာဒီတာမကြော်ဖြတ်နိုင်ခဲ့ဘူးအဲ့တော့ပရိသတ်တွေရဲ့အမြင်ကဘာလဲဆိုတော့ဘာစီလိုနာလိုမျိုးပဲ Arsenalအနေနဲ့ပြောင်းလဲတင်ပြီလားဆိုတဲ့ခံစားချက်မျိုးကိုရစေတယ်ပြောချင်တာကဘာလဲဆိုတော့ဇာဗီအဆင်ပြေတယ်ဇာဗီဆိုရင်လို့ရှိရင်အာဒီတာထထောင်ဖလားယူပေးခဲ့သေးတယ်ဒါပြည်တွင်း domestic ဖလားတစ်လုံးယူတယ်ပြီးလို့ရှိရင်လာလီဂါဖလားတစ်လုံးယူတယ်ဒါနှစ်နှစ်အတွင်းမှာနှစ်လုံးယူပေးခဲ့တာအဲ့လိုမျိုးဆိုတော့အဆင်ပြေတဲ့အနေအထားမျိုးမှာရှိတယ်တို့တော်ညာလည်းပဲအခုလိုမျိုးတောင်းတောင်းမီဖြစ်လာဖို့အတွက်ဇာဗီကိုထုတ်ပြီးတော့ဟန်စီဖလစ်ကိုခန့်လိုက်တဲ့အချိန်မှာအခါအားလျော်စာပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်ဆိုကြပါစို့စနစ်တကျပဲဖြစ်စေပေါ့နော်ဒါခွင်ကြအန်ဝင်ခွင်ကြဖြစ်ပြီးတော့ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင် Hansi Flick ရဲ့ Barcelona ဒီတော်တော်လေးကိုကောင်းလာတယ် triple domestic triple အထိပါရခဲ့တယ်ဒါပြောမယ်ဆိုလို့ရှိရင်ဒါ Champions League ဆိုလို့ရှိရင်လည်းဒါဘယ်လိုပြောမလဲ semi final အထိရောက်ခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့အာတီတာကိုရောထုတ်ပြီးတော့ဆိုကြပါစို့ Luis Enrique နေထက်ခန့်ပြီးတော့ဖလားယူချင်မှာဒါဆိုရဲခံစားချက်လေးပေါ်လာတယ်ဒါကျွန်တော်ကိုယ်တိုင်ကခံစားရတယ်လို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းဒါ Manchester United ပြီးလို့ဆိုရှင် Arsenal ကိုနည်းနည်းလေးအားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ Arsenal မှာလည်းKai Havertz တို့ဘာလို့ကျွန်တော်ကြိုက်တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်မလို့ပေါ့လေအဲ့တော့လွယ်လွယ်ပြောမယ်ဆိုရင်အဲ့လိုမျိုးခံစားချက်ဖြစ်စီတာတွေလည်းအာဒီတာကြောင့်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အာဒီတာမှာ plan B မရှိတာကဒီနှစ်မှမဟုတ်တော့ဘူးဒါပြောမယ်ဆိုတော့နှစ်ကလည်းရှိတယ်ပြီးတော့နောက်တစ်ခုဒီပါလဲဆိုတော့အာဒီတာဒီနှစ်မှာတော်တော်လေးပိုကြောက်လာတယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်မှာမှမန်စီးတီးကခြေချော်သွားတယ်သူတို့ရမဲ့ကန်ဂျမာပါလာရဲ့တန်းနဲ့ဆိုကြပါစို့ fear factor တစ်ခုကြောင့် fear factor ကြီးမန်စီးတီးကိုမဟုတ်ဘဲနဲ့မရမှာကြောက်တဲ့ fear factor တစ်ခုကြောင့်ပဲလီဗာပူးကိုပေးလိုက်ရတယ်ဆိုတဲ့ပုံစံသဘောမျိုးရှိတယ်တကယ်တမ်းကလန်နာကျသွားမယ်ဆိုလို့ရှိရင်အာဆင်နယ်ကတကယ်တမ်းရတင်တာပေါ့လေဒါကတော့ကလန်နာကျပေါ့ဒါပေမဲ့မရပါဘူးမရသွားတဲ့အချိန်မှာဆိုကြပါစို့ဘယ်လိုပြောမလဲမရမှာဆိုလို့ကြောက်တယ်ကြောက်လို့အမားလို့တယ်အမားလို့မြင်ရတယ်မရဘူးဆိုတဲ့တဏှာခွင်ကြီးကိုအာတီတာကလဲနေတယ်ဆိုတဲ့သဘောပဲ PSG နဲ့တော့လည်းအဲ့လိုမျိုးတွေ့ရတယ်ဘာလဲဆိုတော့သူ့ရဲ့ original plan ကိုပဲသူချပြတယ် backup plan ကိုသူ့မှာရှိချင်မှလည်းရှိမယ်မောင်းရင်လည်းရှိကောင်းလည်းရှိနိုင်တယ်ဒါနီးပြကောင်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရှိကောင်းလည်းရှိနိုင်တယ်ဒါပေမဲ့ချက်ချင်းပြန်ပြင်ဖို့အတွက်တုံးဆုံရင်းကနေပြီးတော့ပဲအမြင်နဲ့ပြုတ်သွားတာအဲ့တော့ဆိုကြပါစို့အာတီတာဒီအတင်းကိုတိဆောက်ပြီးသွားပြီတောင်မီအတင်းလည်းဖြစ်နေပြီPower House အတင်းလည်းဖြစ်နေပြီလွယ်လွယ်ပြောမယ်ဆိုလို့ရှိရင်ဥရောပမှာအင်အားကြီးအတင်းလည်းဖြစ်နေပြီအဲ့ဒီအချိန်မှာဆိုကြပါစို့ကျွန်တော်တို့Hansi Flick လိုမျိုးနောက်ထပ်တစ်ယောက်ဒါမှမဟုတ်လို့ရှိရင် PSG က Luis Enrique တို့လိုအသက်လည်းကြီးတယ်ဝါလည်းရှင်းတယ်ပြီးလို့ရှိရင်ဆိုကြပါစို့ Ancelotti တို့လိုမျိုးဒါ legacy တစ်ခုလည်းခြံထားခဲ့နိုင်ပြီဆိုတော့နီးပြတစ်ယောက်ကိုပေးလိုက်မယ်ဆိုလို့ရှိရင်ဖလားတစ်ခုခုမရနိုင်ဘူးလားပေါ့အဲ့တော့တေချာပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကပိုပြီးဖြစ်နိုင်ခြေရှိလာတယ်လို့ကျွန်တော်ကတော့ထင်တယ်မနစ်ကအထိအာဒီတာကိုယုံကြည်ပေးလို့ရတယ်ဒါပေမဲ့အာဒီတာတက်တန်းဘယ်လောက်ရှိနေပြီလဲကျွန်တော်တို့ဒီပရိသတ်ဖြစ်တဲ့အတွက်ကြောင့်မို့အတင်းအောင်မြင်မှုကိုလိုလားတယ်ဆိုပေမဲ့စီးပွားရေးရကြည့်တယ်ဆိုလို့ရှိရင်တော့ကောင်းတယ်အာဒီတာရှိနေရဆက်ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့နောက်နီးပြတယောက်ခန့်တာထက်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားအတင်းနဲ့အံဝင်ခွင်ကြဖြစ်ပြီးသားနီးပြတယောက်ကပဲဆက်ကင်သွားတာကောင်းတယ်ဆိုပေမဲ့ပရိသတ်အတွက်ကြတော့လေဖလားလိုအပ်တယ်အဲ့တော့အာဒီတာဒီတစ်ဖက်ကထွက်ရင်လည်းrace ယူရကြမယ်မထွက်ဘူးဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲအောင်မြင်မှုမရသေးတဲ့တန်ကိုတီးမခံနိုင်တော့ဘူးဆိုတော့ခံစားချက်တွေမျိုးဖြစ်လာတယ်ပေါ့အဲ့တော့
တေချာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်တစ်နှစ်တော့အာဒီတာကိုဆက်ပြီးတော့ပေးစေချင်တယ်ဟိုဆက်ပြီးတော့အချိန်ပေးစေချင်တယ်ပြီးတော့အချိန်လည်းပေးမှာပါပဲဒါအာဒီတာဒီဒါစာချုပ်တက်တန်းတိုးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒို့တော်ညာလည်းပဲနောက်တစ်နှစ်ပြီးလို့မှဖလားမရသေးဘူးဆိုလို့ရှိရင်တော့ Hansi Flick လိုမျိုးဝိုင်းရင်နီးပြ Ancelotti လိုမျိုးဝိုင်းရင်နီးပြတယောက်ကိုတော့ပြောင်းတင်ပြီလို့တော့ကျွန်တော်ကတော့ထင်တယ်ဒါဒီဟို one last chance ဆိုတဲ့ပုံစံသဘောမျိုးကဒီနှစ်မှာပြီးသွားပြီဒါပေမဲ့ဟိုသူလှုပ်ထားတာတွေကိုညှတာပြီးတော့ပရိသတ်တွေအနေနဲ့ထပ်ပြီးတော့ပေးတင်တယ်လို့တော့ထင်တယ်နောက်တစ်နှစ်အချိန်ပေါ့နောက်တစ်နှစ်မှာမှPremier League မရတာကိစ္စမရှိဘူးဆိုကြပါစို့ domestic cup တစ်လုံးတော့မရဘူးဆိုလို့ရှိရင်တော့နည်းနည်းတရုပ်ပြတ်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပြီးတော့အဲ့ဒီအချိန်ကြာလို့ရှိရင် risk ယူတာမကြတော့ဘူးပေါ့လေပြောချင်တာကဘာလဲဆိုတော့အာဒီတာမဟုတ်ဘဲနဲ့နောက်ထပ်နီးပြတစ်ယောက်နဲ့အဆင်ပြေပါမလားဆိုတဲ့ risk တော့ယူတာတော့မကြတော့ဘူးဘာဖြစ်လို့ဆိုတော့အာဒီတာရဲ့တက်တန်းနေတယ်9နှစ်ကျော်ဖြစ်သွားပြဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့လေအဲ့တော့လိုအပ်နေပြီလားဆိုလို့ရှိရင်တော့လိုအပ်နေပြီလို့တော့ထင်တယ်ဒါပေမဲ့ရှီရင်းဆွဲကလည်းကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်နှစ်တော့ဆက်ပြီးတော့အချိန်ပေးကြည့်မလားပေါ့လေအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ပါဆိုတော့အခုဆိုလို့ရှိရင်တော့ Arsenal အတွက်ဒုတိယ Hansi Flick လိုအပ်နေပြီလားဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာပါကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်